အားလုံးပဲမင်္ဂလာပါရှင်ကျမကဒါလေးရလေခုနေ့တုန်းကဒီတိရွက်အကြံလေးတွေနဲ့ကျမစုပြီးတော့ဆေးဆိုးထားတဲ့ဥစ္စာဒါလေးရကြတော့ original အယောင်ပေါ်မှာကျမ print လုပ်ထားတယ်သူ့ရဲ့ process လေးကိုအရင်ဦးဆုံးပြောပြမယ်နော်ဒါပေမဲ့ဒီမှာကနှစ်ထည်ဖြစ်နေတဲ့အတွက်ဒီနှစ်ထည်စလုံးကဒါကနှစ်ခုစလုံးကိုကျမကဆေးဆိုးပြထားတာလေခုနေ့တုန်းကဆေးဆိုးပြီးတဲ့အခါကျမှကျမကဒီဥစ္စာကဒီကြောက်ချင်နဲ့ပဲ modern စိန်လိုက်တာဒီမှာတော့ကျမတို့တွေဒီကိုနှစ်သက်ရာ formula နဲ့စိန်တယ်ဒါပေမဲ့လို့ဒီမှာအယောင်ဘာလို့ပွဲသွားလဲဆိုတော့ဒီမှာတော့ကျမကဒီတန်ကြီးသုံးထားတယ်တန်ကြီးသုံးလိုက်တာနဲ့ကျမတို့တွေက original အယောင်ကနေပြီးတော့ဒါအယောင်ပြောင်းသွားတယ်ပေါ့နော်ဟုတ်လားဒီမှာဆိုလို့ရှိရင်တော့ကျမတို့တွေကဒီကျက်စုရွက်ပါတယ်နောက်တစ်ခါကျက်စုရွက်ပါတယ်နောက်ကျမဟိုနေ့တုန်းကပြောတယ်လေနောက်ယူကလီရွက်ပါတယ်နောက်တစ်ခါပါလဲလက်ကြား5ခု6ခုနဲ့လဲပင်ကအရွက်ပါတယ်ပေါ့နော်အဲ့လိုမျိုးအရွက်3မျိုးကိုရောပြီးတော့အကြံလေးတွေကိုရောပြီးတော့ကျမကဆေးဆိုးထားတာနော်ဆေးဆိုးထားတာဆိုတဲ့အခါကျတော့ဒီမှာဆိုလို့ရှိရင်တော့ဒါကသူ့ရဲ့ process ကဘယ်လိုလဲဆိုလို့ရှိရင်ဒါကကျမတို့တွေကအရင်ဦးဆုံးကျမရေစိမ်နဲ့ရေစိမ်ပြီးလို့ရှိရင်ဆိုးသေးထဲမှာဆိုးတယ်ဆိုးပြီးပြီဆိုလို့ရှိရင်ဆိုးသေးထဲမှာတော့ကျမတနာရီလောက်ပေါ့နော်လှည့်လိုက်ပြောင်းလိုက်နဲ့ဆိုးတယ်နှစ်ထည်စလုံးကိုဆိုးတာနော်ဆိုးပြီးပြီဆိုလို့ရှိရင်တော့ကျမကဒီအထည်လေးကိုဒါ6သွားအောင်လှမ်းလိုက်တယ်လှမ်းပြီးပြီဆိုတဲ့အခါကျမှကျမကကြောက်ချင်တီးတံပြန်စိမ်လိုက်တယ်နော်ကြောက်ချင်လေးတီးတံပြန်စိမ်လိုက်တယ်ကြောက်ချင်နဲ့ချုပ်လိုက်တယ်ပေါ့နော်ကြောက်ချင်နဲ့ချုပ်ပြီးပြီဆိုတဲ့အခါကျတော့မှကျမကဒီဥစ္စာကိုဒီမှာကျွန်းရွက်ကလေးတွေတင်တယ်နောက်တစ်ခါယူကလီရွက်ကလေးတွေတင်တယ်နှစ်မျိုးတင်တယ်ဒါပြီးလို့ရှိရင်ကျမကဒီလိုမျိုးခောက်ပြီးတော့ဒါမိုင်ရာနီးနဲ့ကျမကလှုပ်ထားတာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်တော့ဒါကသူနဲ့မျက်နှာချင်းဆိုင်ပေါ့နော်ဒီကသူနဲ့မျက်နှာချင်းဆိုင်ဒါကကြောက်ချင်ပေါ်မှာလုံးဝတခြားဘာမှမပါဘူးတန်ကြီးတွေဘာတွေလုံးဝမပါဘဲနဲ့ကျမကဒါစိန်လိုက်တာစိန်လိုက်တဲ့အခါမှာစိန်ပြီးတဲ့ပုံမှာမှကျမကတရွက်တီတင်ပြီးတော့ print လုပ်ထားတာကျမပြောတာရှင်းပါတယ်နော်အဲ့ခါကျတော့ဒီမှာတော့ထွက်လာတဲ့အယောင်ကတော့ဒီလိုလေးတွေထွက်လာတယ်ထွက်လာပြီးပြီဆိုလို့ရှိရင်ဒီမှာတော့ဒါလေးတွေကပါတယ်ယူကလီရွက်ကလေးတွေယူကလီရွက်ဒါအညွန့်လေးတွေဒီမှာတော့အယောင်ကဒီဘက်မှာကျတော့အယောင်နဲ့အရိပ်ကလေးပေါ်တယ်ဒီမှာတော့မဲအရိပ်ကလေးတွေလာပေါ်တယ်ပေါ့နော်ဒါနှစ်ခုကိုအဲ့လိုမျိုးပေါ်တယ်နော်ဒါကြောဘက်နဲ့ရှေ့ဘက်နဲ့အဲ့လိုမျိုးကွာတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပါဒါပေါ်တယ်ပေါ့နော်ဒီအရွက်နှစ်မျိုးကကျမကပြီးလို့ရှိရင်ဒီဟာ print လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျမဘာလုပ်လိုက်လဲဆိုတော့တန်ကြီးအရေးဖြော်ထားတာလေးနည်းနည်းလေးနဲ့ပြန်ပြီးတော့ချုပ်လိုက်တယ်အဲ့ဒါလေးကလေဘယ်နှမိနစ်လောက်ပဲချုပ်လိုက်လဲဆိုလို့ရှိရင်ကျမ9မိနစ်လောက်ပဲချုပ်လိုက်တယ်အရန်ကြီးအယောင်ကြီးပြောင်းတော့မှာဆိုလို့ဒါပေမဲ့လို့သူ့ကိုတန်ကြီးနဲ့ modern တခြားဟာတွေနဲ့ရောပြီးတန်ကြီးနဲ့ modern စိန်ထားတာမဟုတ်တဲ့အတွက်ဒီလိုမျိုးအယောင်ကာလာတော့လုံးဝကွက်ပြတ်သွားတာမရှိဘူးเนาะဒီလိုမျိုးဖြစ်သွားတယ်ဖြစ်သွားပြီဆိုတော့မှတန်ကြီးနဲ့စိန်ပြီးလို့ရှိရင်ကျမနောက်တစ်ခါကျတော့စားဆော်တာလေးနဲ့နည်းနည်းထပ်ပြီးတော့စိန်နေစားဆော်တာလေးနဲ့နည်းနည်းစိန်နေဆိုတာဟိုပါပေါ့နည်းနည်းလေးပဲမိနစ်ပိုင်းလောက်ပဲ10မိနစ်2မိနစ်လောက်ပဲကျမခုလက်ဒီလက်လေးလုပ်ပြီးလို့ရှိရင်ကျမပြန်ပြီးတော့အရိပ်ထဲမှာလှမ်းထားလိုက်တယ်ဒါဆိုလို့ရှိရင်အရင်ဦးဆုံးဆေးဆိုးတယ်ဆေးဆိုးပြီးတော့မှကြောက်ချင်စိန်တယ်ကြောက်ချင်စိန်ပြီးတော့ဒီတရွက်တင်ပြီးတော့မှတန်ကြီးရည်လေးစိန်တယ်တန်ကြီးရည်လေးစိန်ပြီးတော့မှဘေကင်ဆောဒါနဲ့တခါနည်းနည်းလေးပြန်စိန်တယ်ပြီးတော့အရိပ်ထဲမှာနေလန်းတယ်သူ့ရဲ့တစ်ခုချင်းလေယားပိုင်းလေယားပေါ့နော်ကျမတို့တွေတလေယာချင်းသွားတဲ့သဘောဒါကလေယားပိုင်းလေယားဆိုတာကဒီဥစ္စာကိုပြောတာတစ်ခုချင်း modern ကိုအဲ့လိုမျိုးချက်ချင်းကြီးစိန်ထားတာမျိုးမဟုတ်ဘဲနဲ့ဒီအောက်ကတဘာဝဆိုးစေးအခန့်နဲ့ဒါ modern ကိုတရွက်ကိုprint လုပ်သွားတဲ့နီးကိုဒါပြတာเนาะဒါကသူကတစ်မျိုးပေါ့ဒါကိုကြိုက်တယ်လို့စမ်းလို့ရတယ်လीเนาะကိုကြိုက်တဲ့နီးနဲ့လုပ်လို့ရတယ်ဒါကကျမလုပ်ပြထားတယ်ဆိုတာကဒီဟာကကောင်းတယ်ဆိုတာမျိုးမဟုတ်ဘူးဒီလိုနီးလဲရှိတယ်ကြိုက်ရင်သုံးလို့ရတယ်ဆိုတဲ့အကြောင်းကိုကျမတို့ကပြောပြထားတာလေနော်ဒါကိုရဲ့အရက်ဒေတာမှာကိုကဘာတွေရှိမှန်းမသိဘူးအဲ့ခါကျတော့ရှိတဲ့အခါမှာကိုရဲ့အဆင်ပြေရာနီးလေးနဲ့လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျမပြောပြထားတာနော်ဟုတ်ကဲ့ဒီဥစ္စာလေးကဒါတခုဒီမှာတော့ကျမက
ဘာလောက်ထားတာလဲဆိုလို့ရှိရင်ဒီဟာလေးကတော့ကျမတို့တွေဒီတန်ကြီးနဲ့ဒါကျမရဲ့သင်တန်းသူတွေဆိုရင်သိတယ်နောက်ဆုံး formula နဲ့ကျမကဒီကျမရဲ့ formula number 5နဲ့ကျမစိန်လိုက်တယ် formula number 5မှာတန်ကြီးအမှုန့်ဒီတိုင်းဓာတ်ရိုက်သုံးတာဖြစ်တဲ့အတွက်သူ့ရဲ့အခန်းက modern စိန်လိုက်တဲ့အခါမှာအယောင်ပြောင်းသွားတယ်နော်အယောင်ပြောင်းသွားတယ်ပြီးတဲ့အခါကျတော့မှပုံမှန်တိုင်းပဲမြေပြူစိန်နဲ့မြေပြူစိန်ပြီးတော့မှဒီတိရွက်တွေကိုတင်လိုက်တယ်တိရွက်တွေတင်ပြီးတဲ့အခါကျတော့ကျမကဒီဥစ္စာကိုဒီမှာလဲဒါကတော့ရိုးရိုး modern စိန်ထားတာပေါ့နော်ရိုးရိုးဆိုတာခါကျတော့ဒီ formula number 5ပဲစိန်တာပဲစိန်မိမယ်လို့ကျမသူ့မှာတော့တဘာဝဆိုးသေးလုံးဝဘာမှမပါဘူးမပါတဲ့အခါကျတော့သူ့ကိုအောက်ခံထားပြီးတော့ကျမကသူ့ကိုဒီဥစ္စာကိုဒါလိုမျိုးအုပ်ပြီးတော့ကျမတို့မိုင်ရာနီးသုံးတာပဲပေါ့နော်ဒါပေမဲ့လို့ပေါ်ဝါနှစ်ထည်ရခြင်းနဲ့အတွက်ကျမကဒီလိုမျိုးအုပ်ပြီးတော့ဒါဟိုလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါကျတော့ blanket နီးမဟုတ်ဘူးသူ့ဟာနဲ့သူအခန်းမှာလဲသူ့ဆေးနဲ့သူရှိပြီးတဲ့လုံးဝဒီဘက်ကိုမကူးလာဘူးအယောင်ကလုံးဝမကူးလာဘူးเนาะဒီဥစ္စာလေးလေးသိစီခြင်းလို့ပါဒါအဲ့ခါကျတော့ကျမတို့တွေဒီမှာတော့ဒီအောက်ခတ်မှာတော့ဒါအခုမြင်ရတဲ့အတိုင်းပေါ့နော်အပြင်မှာတော်တော်လေးလှဒီထဲမှာလည်းဒါကျမအယောင်မှန်အတိုင်းပဲပေါ်တာဒါလေးတွေကယူကလီရွက်တွေယူကလီရွက်နဲ့နောက်တစ်ခါကျွန်းရွက်နဲ့เนาะယူကလီရွက်နဲ့ကျွန်းရွက်နဲ့နောက်တစ်ခါဒီဥစ္စာလေးတွေကကြတော့ဒါတပူပေတာအရွက်ကလေးတွေကျမအယောင်ဘလောက်ထွက်လဲဆိုတာကိုစမ်းကြည့်တာနော်အဲ့ဒီဟာလေးတွေနောက်ဒါကကြတော့ဒီအောက်ခံခုနတော့ကတဘာဝဆိုးစေးနဲ့ဟွာ modern ကိုပြောင်းထားတဲ့ဥစ္စာเนาะဒီဥစ္စာကကြတော့ရိုးရိုး modern ရိုးရိုးပဲ modern စိန်ထားတာ formula number 5နဲ့စိန်ထားတာအဲ့ကကြတော့ဒီမှာ color လေးတွေကဒီလိုလေးတွေလာပြီးတော့ပေါ်တယ်เนาะအဲ့ခါကျတော့ဒီမှာကြည့်အယောင်လေးတွေကချစ်စရာလေးတွေเนาะဟုတ်လားကဲဒါဆိုလို့ရှိရင်ကျမရဲ့တင်နန်းသူတွေအားလုံးကျန်တတ်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင်